RF နောက်ခံအေးကွိုင်းနေတာပေါ်တင်ရှိတယ်စီဆူနေပါတယ်ကားကလာတော့ဂတ်လုံးဝမရှိတော့အပူကွိုင်းရဲ့အတွင်းထဲကဂျယ်တို့က feeling ကိုခံစားကြည့်ဒီဒါအပူကွိုင်းအတွင်းထဲမှာရှိတဲ့ဂျယ်တို့တဲ့မချရောနေအိပြန်မှနေကြည့်ရောနေအိအဲ့လိုဖြစ်နေမှာတော့ဒီကပြက်တာဘာဆန်းလို့လဲကြည့်အောင်ဒါဒီထဲမှာရှိတာဒီထဲမှာရှိတဲ့ကျဲတော့ပူကွိုင်းစမ်းတာမပေါက်ဘူးနောက်ကမ်းပြုတ်ထားတာညီးပြတ်သွားရင်မမြင်ရတော့လဲနောက်ကမ်းပြုတ်ထားတယ်ညီးရဒီနေ့အမုန်းပြတ်တာဒါမှကွန်ပရက်ဆာလည်းဆန်းထားတယ်โอเคတယ်ဒါနောက်ကမ်းပြုတ်ထားတာနောက်ကမ်းရဲ့အေးကွိုင်းထည့်ထားတဲ့ပုံစီကြောတန်းစင်အောင်တော့မနေထားတယ်အဲ့လိုပဲဒါရှေ့အေးကွိုင်းမဖြုတ်ကြသေးရှေ့အေးကွိုင်းမဖြုတ်ကြသေးပါဘူးရှေ့အေးကွိုင်းနောက်ဆုံး finally မှဖြုတ်မကြုံဒါကောင်းနေကပ်ဖြစ်တော့ရင်အနေများတယ်ကပ်မဖြစ်တော့မှလည်းတတူအမုံလေးတော့ပါလာကုန်တဲ့လားကွန်ပရက်ဆာထဲမှာစီငတ်သွားတာတတူလေးတော့ထွက်လာကုန်မကြုံရုံတရားကြီးကွာမကြုံဖြစ်ပြနေနေထားကိုလည်းကြည့်အောင်လို့အဲ့ဒါကျေတော့တဲ့နေထားကိုလည်းကြည့်အောင်မဒါလေးဒီလိုလေးထည့်ထားတာတဲ့မကြည့်အောင်ဟာပြောရင်လည်းပြောတယ်ဖြစ်အောင်ပြီးသွားပါပြီအဲ့တော့ဒီကောင်စမ်းပါမယ်